အိမ်ကအပြီးကိုကြည့်ရတာပေါ့နော်အဲ့ဒီတော့ကျွန်တော်အရှင်းတစ်ပုဒ်ပြင်ထားပါတယ်ဒီအားတော့ကျွန်တော်နော်action တွေကတော့ကျွန်တော်တို့အိမ်ကိုအញ្ញမ်းပြန်ရှင်နေတဲ့ပုဂ္ဂိုလ်